နောက် chapter 1က non-trading organization NTO so non-trade လို့ပြောတာစီးပွားရေးလုပ်ငန်းမလုပ်တဲ့အသင်းဖွဲ့ organization ဒီအသင်းဖွဲ့တွေရဲ့စာရင်းကိုဆွဲမယ်စာရင်းဆွဲတဲ့အခါမှာ framework တွေကတော့ frame တွေအားလုံးတူတူပဲ method စကားလုံးအသုံးနှုန်းလေးတွေပြောင်းသွားတယ်တချို့နေရာလေးတွေမှာအပြောင်းလဲတွေရှိတယ်အခုစီးပွားရေးလုပ်ငန်းမှာကျွန်တော်သုံးခဲ့တဲ့ cash and bank account ပေါ့ cash and bank ဆိုတော့ငွေစည်းရင်းနဲ့ဘဏ်မှာအပ်ထားတဲ့စည်းရင်းအသင်းဖွဲ့ကြတော့ငွေနဲ့ဘဏ်မသုံးဘဲနဲ့ receipts and payments တူတူပဲပေါ့ငွေဆိုငွေတို့ဘဏ်တို့ဆိုရင်လည်းပတ်စံရတာနဲ့ပတ်စံပေးတာဆို receipt and payments account now profit and loss အရှုံးမြတ်စည်းရင်းအရှုံးမြတ်ဆိုရင်လည်းစီးပွားရေးလုပ်ငန်းအရှုံးမြတ်လို့သုံးပေမဲ့ organization ကြောင့်အရှုံးမြတ်လို့မသုံးတော့ဘူး income and expenditure ဝင်ငွေနဲ့အသုံးစရိတ်စည်းရင်းဖြစ်တယ်ပေါ့နော်အဲ့လိုစလုံးလေးတွေကိုပြောင်းသုံးတယ်အထိပ္ပယ်ကတော့အတူတူပဲပေါ့နော် now net profit ဆိုလို့ရှိရင်ဥစမိုစီးပွားရေးလုပ်ငန်းမှာဝင်ငွေ income ကအသုံးစရိတ်ထက်များလို့ရှိရင် net profit ရတယ်ဒါပေမဲ့ net profit ဆိုတာအသုံးတယ် net profit for the year ပေါ့နော် organization ကကျတော့အမြတ်လို့မသုံးဘူး surplus income over expenditure အသုံးစရိတ်ထက်ပိုသောဝင်ငွေအတူတူပဲပေါ့နော် now net loss အရှုံးဆိုရင် expenditure များမယ်ဒါကြောင့်မလို့ excess expenditure over income now စီးပွားရေးလုပ်ငန်းမှာရင်းနှီးငွေကို capital လို့သုံးတယ် organization အသင်းဖွဲ့ဆိုရင်ရင်းနှီးဘယ်လောက်ထည့်တယ်လို့မပြောဘူးရန်ပုံငွေဘယ်လောက်ရှိတယ်လို့ပဲပြောတယ်ဒါကြောင့်မလို့ accumulated funds now drawing private အတွက်အသင်းဖွဲ့မှာမထုတ်သုံးရအောင်ကိုစီးပွားရေးလုပ်ငန်းကျတော့ကိုပိုင်အတွက်ထုတ်သုံးရင် private use အတွက်ထုတ်သုံးရင် drawing organization မှာ organization ရဲ့ပတ်စံကိုထုတ်သုံးလို့မရအောင် drawing မရှိဘူး now ရင်းနှီးထပ်ဖြည့်တယ်စီးပွားရေးလုပ်ငန်းမှာ additional capital organization ကကျတော့တခြားအသင်းဖွဲ့နေကိုအသင်းကိုအလှူငွေတွေထည့်တယ် donation contribution လို့သုံးတယ်နော်နောက်တစ်ချက်ကကျတော့ subscription ဒါ bank reconciliation မှာလည်းကြားခုတယ် subscription ကကျတော့အသင်းဝင်ကြီးဒီခါကိုကအသင်းဖွဲ့ဖြစ်သွားပြီနော်ခါတိုင်းကကျတော့ကိုကစီးပွားရေးလုပ်ငန်းတခြားအသင်းဖွဲ့ကိုသွားဝင်တယ်အခုကျတော့ကိုကအသင်းဖွဲ့ဆိုတော့သူများကိုအသင်းကိုလာဝင်မှာအဲ့တော့ subscription ဒီ income nature ဖြစ်သွားတယ်နော်ကိုကစီးပွားရေးလုပ်ငန်းတော့ကျတော့သူများ trade association ကုန်တဲ့အသင်းကိုသွားဝင်မယ်ဆိုလို့ရှိရင်အသင်းဝင်ကြီးကကိုကပေးရတယ်အခုကျတော့ကိုအသင်းကိုသူများလာဝင်နေဆိုတော့အသင်းဝင်ကြီးကကိုကရတယ်ဒါကြောင့်မလို့ income nature ဖြစ်သွားတယ်အဲ့တော့အသုံးနှုန်းလေးတွေပြောင်းတယ်နောက်တစ်ချက်ကကျတော့စင်းဆွဲတဲ့အခါအခုခိုင်းစမို့ဆွဲတဲ့ income statement ဆွဲလိုက်တယ်နော် income statement ဆိုရင် sales revenue minus sales return ဆိုပြီးတော့စဆွဲတယ်အခုက organization ဖြစ်တဲ့အတွက်အယောင်းမရှိဘူးကုန်ရောင်းတာမရှိဘူးအဝယ်မရှိဘူးဆိုတော့စမရ income statement ကိုတစ်ဝက်ကနေဖြတ်ဆွဲလိုက်တယ် gross profit မရှိတော့ဘူးအဲ့ဒီအောက်မှာစမရရေးတာခဏရေးတာ administration expense selling and distribution expense now plus income ဆိုရေးတာကိုအဲ့တစ်ဝက်ကနေစဆွဲတယ်အဲ့ဒါ income and expenditure account ဖြစ်သွားတယ်အဲ့တော့ income ကိုအရင်စရေးတယ်ပြီးမှ minus expenditure အဲ့ဒါ income and expenditure account income and expenditure နဲ့ခုနကပြောသလိုဝင်ငွေပိုများနေရလဲရှိမယ်အသုံးစရိတ်ပိုနေရလဲရှိမယ်အဲ့ဒီကရလာတဲ့အဖြစ်ကိုဘယ်ပို့တယ်လဲဆိုတော့ statement of financial position ပို့တယ်အဲ့တော့ statement of financial position ပို့တယ်ဆိုတော့ statement of financial position ဒီလည်းပဲအရှိမဆွဲတဲ့ format လိုပဲပထမဆုံးပုံမှာ non current assets ရှိမယ်နောက် current assets နှစ်ခုပေါင်းလိုက်ရင်ပထမတစ်ပိုင်းဒီ total assets ဖြစ်တယ်ဒါ statement of financial position ရဲ့ဒီ equation တစ်ဖက်ပေါ့နော်နောက် equation တစ်ဖက်ရောက်တဲ့အခါခါတိုင်းစမလို့ရေးတာ capital လို့ရေးတယ်နော်အခုကကျတော့ capital အစားပြောင်းသုံးထားပြီး accumulated funds ဖြစ်သွားတယ် drawing မရှိဘူး additional capital အစား donation contribution လို့ပြောင်းရေးမယ်အဲ့နေရာလေးပဲတော့လုပ်ငန်းပုံစံပြောင်းသွားတာနဲ့အမျှ capital နေရာမှာပြောင်းသွားတယ် company ဆိုရင်စမလို့ရေးခဲ့တယ် share capital လို့ရေးတယ်ဟုတ်ပြီနော် partnership ဆိုရင် capital account current account လို့ရေးတယ်ဆိုတော့လုပ်ငန်းပြောင်းတာနဲ့အဲ့ capital နေရာလေးမှာပြောင်းသွားတယ်နောက် capital နေရာပြီးသွားတော့ non current liabilities current liabilities အတူတူပဲအဲ့ဒါနော်အဲ့တော့ဒါ organization ရဲ့ structure ပေါ့နော်ဒါပေမဲ့တစ်ခါတည်းမှာတဲ့အခုစမလို့အသင်းဖွဲ့တစ်ခုဖွဲ့လိုက်တယ်ဆိုတော့အသင်းဖွဲ့ရဲ့ရန်ပုံငွေတိုးအောင်ဆိုပြီးတော့စမတို့ကဒီအသင်းဖွဲ့မှာရန်ပုံငွေဆိုင်လေးဖွင့်လိုက်မယ်နော် coffee shop လေးဖွင့်လိုက်မယ်ဆိုတော့coffee shop လေးဖွင့်လိုက်မယ်ဆိုရင်ဒီ coffee shop မှာရတဲ့အမြတ်ကအသင်းရဲ့ဒီ income တွေကိုလာထည့်ပေးရမယ်အဲ့ဒါဆိုရင်စမလို့စင်းစဆွဲတဲ့အခါအခုနကပြောတဲ့
ဒီ income and expenditure မဆွဲခင်ဘာလို့ဆွဲပေးရလဲဆိုတော့အယောင်းဝယ်လေးဒီရန်ပုံငွေအတွက်ရှိလာပြီကိုတော့ coffee shop ရဲ့ income statement ကိုအရင်ဆွဲပေးရတယ်တော့ coffee shop ရဲ့ income statement ဆွဲလိုက်ရင်တော့ sales revenue ကနေစမယ်နော်တော့ coffee shop ရဲ့ income statement ဆွဲလိုက်ရင်ဒီ coffee shop ကနေအမြတ်ရလာမယ်အဲ့ဒီအမြတ်ကိုဘယ်ကိုပို့တယ်လဲဆိုတော့ income and expenditure ရဲ့ income အောက်ကိုလာပို့တယ်အဲ့ဒါဆိုတော့ဒါကျတော့ဒီ organization ကသူ့ရန်ပုံငွေတိုးအောင်ရန်ပုံငွေဆိုင်ဖွင့်တဲ့သဘောပေါ့နော်ဒါကတော့သူ trick နေနေတော့မဟုတ်ဘူးရန်ပုံငွေရအောင်ဆိုင်ဖွင့်တာဖြစ်တယ်ပေါ့နော်coffee shop ဖြစ်ရင်လည်းဖြစ်မယ်ဆိုင်စားတောက်ဆိုင်အသေးလေးဖြစ်ရင်လည်းဖြစ်မှာပေါ့အဲ့တော့အဲ့လိုဆိုင်တစ်ခုဖွင့်လိုက်ပြီဆိုရင်အဲ့ဆိုင်ရဲ့စာရင်းကိုအရင်ဆွဲရတယ် income statement ပြီးမှရလာတဲ့အမြတ်ကိုဒီ organization ရဲ့ income မှာပေါင်းပြီးအဲ့ income and expenditure ကိုပိတ်ဘယ်လိုထပ်ပို့မလဲဆိုတော့ statement of financial position ကိုပို့မယ်ဒါအခုနည်းပုံစံလေးမြင်အောင်စမပြောပြလိုက်တာပေါ့နော်question တွက်တဲ့ခါလေးစမထပ်ပြီးတော့မှရှင်းပြမယ် expense တို့ income တို့ pre accrue တွေတွက်တာအားလုံးတူတူပဲ accrue ဆိုရင် plus pre ဆိုရင် minus တူတူပဲ depreciation တွက်တာလည်းအားလုံးတူတယ်နောက် provision for bad debt တွက်တာလည်းအားလုံးအတူတူပဲဖြစ်တယ်အဲ့တော့ဒီ framework ကအားလုံးအတူတူပဲဒါပေမဲ့အခုနကပြောသလိုလုပ်ငန်းပုံစံပြောင်းတာနဲ့ capital နေရာလေးတွေပြောင်းသွားတာရှိတယ်နောက်တစ်ခုကကျတော့သူ့ရဲ့သဘောတဘာဝပေါ့ခုနကပြောတော့ non trade ဆိုရင်သူက trading ကိုထည့်မဆွဲဘူးဒါပေမဲ့စားတောက်ဆိုင်တွေရန်ပုံငွေရဖို့ဖွင့်ထားတယ်ဆိုတော့သူ့ရဲ့တည်တဲ့စားတောက်ဆိုင်စရင်းကိုတည်တဲ့ဆွဲပေးရတယ်အဲ့တော့ဒီ non trading organization ကိုဒါ notes လေးစမှာပြောပေးလိုက်တာပေါ့နော်အဲ့တော့ လို့ရှင်တော့စမှာ question လေးကိုတွက်ပြပါမယ်